ဆရာဝန်တယောက်ဖြစ်လျက်နဲ့ HIV လူနာတွေကိုကြောင်းရွံ့တလို့ခွဲခြားပြောဆိုခဲ့တာကြောင့်ဝေဖန်ခံရတဲ့ဒေါက်တာစိန်စန်းဖြူလက်တလောလူမှုကွန်ရက်တွေပေါ်မှာဝေဖန်မှုတွေကိုအပြင်းထန်ခံရတဲ့သူကတော့ဒေါက်တာစိန်စန်းဖြူပါဒေါက်တာစိန်စန်းဖြူကမီဒီယာတွေအလံမဝေးတဲ့ဆရာဝန်တယောက်ဖြစ်ပြီးကျန်းမာရေးကမ်ပိန်းတွေဟောပြောပွဲတွေနဲ့ကျန်းမာရေးအသိပညာဗဟုသုတမျှဝေခြင်းတွေကိုအမြဲလိုလှုပ်ဆောင်ပေးနေသူဖြစ်ပါတယ်အလှပကြီးရအကြံပေးဆရာဝန်လည်းဖြစ်သူ social influencer တလုံးဆိုရင်လည်းမမားပါဘူးအသက်ငယ်ငယ်ချောချောဆရာဝန်မလေးတအုပ်ဖြစ်တာကြောင့်အများကြားမှာတော့လူသိများသူတယောက်ပါဒေါက်တာစိန်စန်းဖြူကကျန်းမာရေးအသိပညာတွေမျှဝေပေးနေကြတာမို့လို့ဆီယာမကိုကျေးဇူးတင်အားပေးနေကြတဲ့သူတွေလည်းရှိတာပါဒါပေမဲ့ဒီရက်ပိုင်းမှာတော့ဒေါက်တာစိန်စန်းဖြူက HIV လူနာတွေပေါ်ကြောင်းရွံ့တယ်လို့ခွဲခြားပြောဆိုခဲ့တာကြောင့်အပြင်းထန်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်ဆရာဝန်တယောက်ဆိုတာလူနာတွေပေါ်စေတနာမြတ်တာအရင်ခံပြီးအသက်ကယ်ဖို့ရာတာဝန်တစ်ခုပါလူနာရဲ့ကျန်းမာရေးအခြေအနေသာတိုးတက်ကောင်းမွန်လာမယ်ဆိုရင်ဒါမှမဟုတ်အသက်ကမ်းနိုင်မယ်ဆိုရင်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကြောက်ရွံ့တုန်လှုပ်တာမရှိပဲကုသပေးတင်တာပါဆရာဝန်တယောက်ဖြစ်လာပြီးဆိုကြတဲ့ကရောဂါကူးစက်နိုင်တာတွေတွေ့ဝေကြောက်ရွံ့မနေပဲလူနာတွေအတွက်အလိုအပ်သမျှအနီးကပ်ဆောင်ရှောက်ဆောင်ရွက်ပေးရတာလည်းဖြစ်ပါတယ်ဒီအတွက်စေချောင်းသားဘဝကလေးကသစ္စာဒိဋ္ဌံတွေဆိုရပြီးလူနာကိုစိတ်ရင်းစေတနာပြီးနဲ့ကုသပေးဖို့ကလည်းဆရာဝန်ရဲ့တာဝန်ဖြစ်ပါတယ်ဒေါက်တာစိန်စန်းဖြူတယောက်ကတော့မလိုက်နာခဲ့ပါဘူးသူ့အနေနဲ့လူနာတယောက်ရဲ့အဖြစ်ကိုကြောက်ရွံ့ထိတ်လန့်စွာပြောခဲ့တာဖြစ်ပါတယ်အဆိုပါလူနာက HIV positive လူနာဖြစ်ပြီးသွေးဖောက်စစ်ဖို့ရန်တာဝန်ကြတာပါသွေးပေါက်စစ်တဲ့အချိန်မှာလူနာရဲ့သွေးတွေကမတော်တဆပန်းထွက်လာပြီးဒေါက်တာစိန်စန်းဖြူရဲ့လက်အိတ်တွေကအစားဆုစ်တွေအပါအဝင်မျက်နှာတွေထိပါသွေးတွေပြေးကျန်သွားခဲ့ပါတယ်။အစားကတော့ဒေါက်တာစိန်စန်းဖြူအနေနဲ့ဖြစ်လေဖြစ်တာရှိတဲ့သဘောတခုမလို့မတုံ့လို့ပြီးမြဲလူနာရဲ့အဖြစ်မှန်ကြားရတဲ့အခါမှာကြောင်ရွံ့တုံ့လို့သွားခဲ့ရပါတယ်။လူနာက HIV positive လူနာဖြစ်တယ်လို့ဆေးရုံကတခြားဆရာမတွေကပြောတာကြောင့်ဒေါက်တာစိန်စန်းဖြူတရားအတော့ကိုရှော့ရသွားခဲ့တာပါ။မျက်နှာမှာဝက်ချန်တွေထွက်နေသလိုထိခိုက်ဒဏ်ရာတချို့လည်းကိုယ်တွေမှာရှိနေခဲ့တာကြောင့် HIV လူနာရဲ့သွေးပြေးကျန်တဲ့အခါဒေါက်တာစိန်စန်းဖြူကအတော့ကိုထိတ်လန့်သွားခဲ့ရတာပါ။ချက်ချင်းဆေးကြောတန့်ဆန်လိုက်ပြီးမဲ့ပိုကူးမှဆိုတာကြောင့်စတင်သွေးပေစင်ခဲ့တဲ့မနက်3နာရီရောက်တိုင်းဆေးတွေကိုတောင်းနေပေးခဲ့ရတာပါဒါပေမဲ့လူနာကပိုကူးခံရတာကြာပြီဖြစ်တာကြောင့်သွေးတိုက်ရိုက်ကူးဆက်တာမဟုတ်တာကြောင့်ဆေးတောက်ပြီးတတ်မှတ်ရဲ့အကြပြန်စစ်တဲ့အခါ negative အဖြေထွက်ခဲ့ပါတယ်အဲ့ဒီခါကျမှဒေါက်တာစိန်စန်းဖြူတယောက်လည်းတပ်ပြင်းချနိုင်တော့တာပါဒီအကြောင်းကိုအင်တာဗျူးမှာအမတ်တရထုတ်ပြောတာဖြစ်ပြီးလူအများကတော့ဒေါက်တာစိန်စန်းဖြူကို HIV လူနာတွေပေါ်ကြောင်းရွံ့စွာခွဲခြားဆက်ဆက်နေလို့ရှုစဝေဖန်လာပါတယ်ဆရာဝန်ဖြစ်ပြီးဒါဥမကြောင်းနေရင်ဆရာဝန်မလုံးနဲ့လို့ခနဲ့နေကြပါတယ်တကယ်ဆိုဆရာဝန်တယောက်ကဘလို့အခြေအနေဆိုပိုးကူးနိုင်တယ်ပိုးမကူးအောင်ဘလို့ကာကွယ်ရမလဲဆိုတာသိထားတာမလို့ပိုးကူးနိုင်ခြင်းမရှိအောင်ဆောင်ရွက်ရတာလို့ဆိုပါတယ်ဒါကိုဒေါက်တာစိန်စန်းဖြူကခွဲခြားဆက်ဆံပြီးကြောင်းရွံ့ပြနေတာကြောင့် HIV လူနာတွေကိုစော်ကားတယ်လို့သတ်မှတ်လာကြတာပါဆရာဝန်တွေဆိုတာလူနာကိုစိတ်အားမငယ်အောင်ခွန်အားပေးတဲ့နာတော့မပေးပဲခုလိုနှိမ့်ချတာကအောက်တန်းကြတယ်လို့လည်းရှုဆပါတယ်ဒါကြောင့်ဒေါက်တာစိန်စန်းဖြူကိုဆရာဝန်မလုပ်သင့်ဘူးလို့ဝေဖန်နေကြသလိုသူပြောတဲ့စကားတွေအတွက်လည်းတာဝန်ယူတောင်းပန်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ပရိသတ်ကြီးအနေနဲ့ရောဆရာဝန်တယောက်ဖြစ်လျက်နဲ့ HIV လူနာတွေကိုကြောင်းရွံ့တယ်လို့ခွဲခြားပြောဆိုနေတဲ့ဒေါက်တာစိန်စန်းဖြူအပေါ်ထင်မြင်ချက်တွေကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်